Okay တနင်္ဂနွေ marketing အကြောင်းလေးနည်းနည်းလေးပြောချင်ပါတယ်ပေါ့နော်တနင်္ဂနွေ marketing လုပ်တဲ့အခါဆိုလို့ရှိရင်အမတို့လာလျှောက်တဲ့လူက ID နဲ့ပြောင်းတဲ့လူလည်းရှိပါတယ်နောက်တစ်ခုကဘန်ဆောင်အသက်လုပ်တဲ့လူလည်းရှိပါတယ်နော်အဲ့တော့ ID နဲ့ပြောင်းမဲ့လူဆိုလို့ရှိရင်လည်း passport ID အလုပ်စာချုပ်လေးတေချာယူလာပေးပါနောက်တစ်ခုဘန်ဆောင်အသက်လုပ်မယ်ဆိုလည်းအတူတူပဲပေါ့နော် passport ID အလုပ်စာချုပ်တေချာယူဆောင်လာပေးရပါမယ်အမတို့ marketing မှာလုပ်တဲ့လူတွေကအကုန်လုံး2000တန်စုငွေစာအုပ်လေးတွဲလုပ်ပေးရပါတယ်နော်2000တန်စုငွေစာအုပ်လေးတနစ်တော့အနည်းဆုံးတွဲပြီးတော့လုပ်ပေးရပါတယ်အနည်းဆုံးလုပ်ပေးလို့ရတဲ့စာအုပ်ကိုလုပ်ပေးထားတာဖြစ်ပါတယ်အခုနောက်ပိုင်းဖန်သွားတယ်ဆိုရင်အားလုံးပဲသိကြမှာပါ3သိန်းတန်တို့3သိန်းတန်တို့စာအုပ်တွေလုပ်ပေးရပေါ့နော်အဲ့တော့အမတို့ဘက်ကတော့မလုပ်ပေးတဲ့အခါကြလို့ရှိရင်တော့အမတို့မြန်မာလူတွေအဆင်ပြေအောင်လို့အနည်းဆုံးဖြစ်တဲ့စုငွေစာအုပ်2000တန်တော့အမတွဲလုပ်ပေးရပါတယ်ပေါ့နော်ဘန်ဘက်ကိုလည်းအမအဲ့ဒါလေးလုပ်ပေးတဲ့အတွက်ကြောင့်မို့လို့เนาะဟာ marketing လည်းတွားလို့ရနေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါလေးနည်းနည်းနားလည်ပေးစေချင်ပါတယ်ပေါ့နော်နောက်တစ်ခုအကျိုးကပ်ပါအကျိုးကအသုံးပြုတဲ့နီလန်လေးပြပြပြီးတော့မှအကျိုးကကအမတို့တွဲလျှောက်ပေးလိုက်တဲ့အခါကျရင်တချို့လည်းကတ်တက်တိုးမယ်ပါညာဆိုရင်အကျိုးကမဖြစ်မနေလျှောက်ပေးရတဲ့လူတွေရှိပါတယ်ပေါ့နော်အကျိုးကလျှောက်တဲ့အခါကျရင်အကျိုးကရလာပြီဆိုလို့ရှိရင်အကျိုးကကိုဖွင့်ကြည့်လိုက်ပါဖွင့်ကြည့်လိုက်တဲ့အခါကျတော့အကျိုးကထဲမှာစာရွက်လေးပါတယ်အဲ့ဒီစာရွက်ထဲမှာဒါဒီနော်ဟာလာဒီအကျိုးကကိုအသုံးပြုလို့ရတယ် handle ဆိုတာကအသုံးပြုနိုင်တဲ့ကတ်တက်ချက်ဖြစ်ပါတယ်ဒီကတ်ဒီဥမာတစ်လောက်10သိန်းသုံးလို့ရတယ်ဆို10သိန်းရေးထားတယ်3သိန်းပဲသုံးလို့ရတယ်ဆို3သိန်းရေးထားပါတယ်ဆိုတော့အဲ့ဒီ handle ပေါ့နော်အဲ့ဒီကန့်သက်ချက်၄ရဲ့အသုံးပြုနိုင်တဲ့ကန့်သက်ချက်၄ရဲ့နောက်တစ်ခုကငွေချေရက်ရပါပါတယ်ငွေချေရက်ကတော့အများစု73ရက်နေ့ဖြစ်ပါတယ်ဘာလို့73ရက်နေ့ကိုပေးထားလဲဆိုတော့73ရက်နေ့ငွေချေခြင်းသည်အရင်လတစ်လလုံးဟာ1ရက်နေ့ကနေ30ရက်နေ့အထိသုံးထားတဲ့အားလုံးကို73ရက်နေ့မှာပေးချေရတာဖြစ်ပါတယ်အဲ့ဒီတော့ကြောင့်မို့လို့အမတို့ကအများစုကတော့ငွေချေရက်ကို73ရက်နေ့သတ်မှတ်ထားပေးပါတယ်73ရက်နေ့ငွေချေခြင်းအပြင်တစ်လလုံးမှာငါဘယ်လောက်သုံးခဲ့တာပါလဲဆိုတာကိုပြန်ပြီးတော့စဉ်းစားလို့ရတယ်ပြန်ပြီးတော့เนาะတွက်ချက်လို့ရတဲ့အတွက်ကြောင့်မလို့အမတို့က73ရက်နေပေးထားတာဖြစ်ပါတယ်ပေါ့နော်ဟုတ်လားအဲ့တော့အကျိုးကအသုံးပြုတဲ့နီလန်းကတချို့လည်းမသိဘူးတချို့လည်းသိတယ်အရင်ဆုံးကတ်ပဲရောက်ကိုတိုင်းလက်မခံထားဘူးဆိုရင်ကတ်ကိုစည်ရင်းသွင်းပြီးမှသုံးလို့ရပါမယ်စည်ရင်းသွင်းတဲ့နီလည်းအမ YouTube မှာတင်ထားပေးပါတယ်ရှင်နော်ဟုတ်လားအဲ့တော့ကိုတိုင်းလက်မခံထားဘူးအလုပ်ကနေလက်ခံပြီးတော့မှကိုကတဆင့်ရတယ်ဆိုရင်ဒီကတ်ကိုစည်ရင်းသွင်းပြီးတော့မှသုံးလို့ရပါမယ်နော်ဟုတ်လားနောက်တစ်ခုကအကျိုးကဖြစ်တဲ့ကြောင့်မို့လို့အကျိုးကတ်ကိုအသုံးပြုအသုံးပြုကပေါ့နော်နှစ်စဉ်ကြီးဆိုတာရှိပါတယ်နှစ်စဉ်ကြီး19900 2000လေးဖြစ်နိုင်တယ်ပေါ့နော်ဥစားကတ်အလိုက်กว่าတယ်အခုနောက်ပိုင်းဟာနာအီဇက်ကတ်ဆိုရင်2000ပေးရပါတယ်အရင်ကထုတ်ပေးတဲ့1 the ကတ်ဆိုရင်19900ပေးရပါတယ်တစ်နှစ်ကိုမှတစ်ခါပေးရတာဖြစ်ပါတယ်ပတ်စံကပထမလကခုန2000သားမှု19900ထွက်ပြီးသွားပြီဆိုလို့ရှိရင်နောက်လာစားပြီးတော့အဲ့ဒီပတ်စံထပ်မထွက်တော့ဘူးပေါ့နော်တစ်ခါတော့ပေးရတယ်ရှင်ပြီးတဲ့အခါကျလို့ရှိရင်တလမှာကိုသုံးထားတဲ့အသုံးစိတ်တွေကိုကတ်နဲ့သုံးထားတဲ့အကျွေးသုံးထားတဲ့အသုံးစိတ်တွေကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်အမတို့ Hana Pay application download လုပ်ပြီးတော့ login ဝင်ပြီးတော့အဲ့ဒီမှာဝင်ကြည့်လို့ရပါတယ်ရှင်။ဤယုံတဲ့ကမြောင်ဆဲစောတဲ့မှာဝင်ကြည့်လို့ရပါတယ်။ခုမှရှိတဲ့ကတ်ဘယ်လောက်နှစ်ကတ်ရှိဆိုနှစ်ကတ်ပို့ပါတယ်အောက်မှာပေါ့နော်။ဒီလောက်ငွေချေရမယ့်ပမာဏရဲ့အောက်မှာဒီဘဲကတ်နဲ့ဘယ်လောက်သုံးထားတယ်ဘဲကတ်နဲ့ဘယ်လောက်သုံးထားအဲ့ဒါကြီးပို့ပါတယ်အဲ့တော့ Hana Pay application download လုပ်ပြီးတော့အသုံးပြုရင်ပို့လွယ်ပါတယ်เนาะဟုတ်လားပြီးတဲ့အခါကျတော့အကျွေးကတ်ဖြစ်တဲ့အကြောင်းမို့လို့ကိုယ့်ရဲ့ဘဏ်အကောင့်ထဲမှာငွေရှိမရှိတော့အကျွေးသုံးထားလို့ရတယ်အကျွေးသုံးထားပြီးတဲ့အခါကျတော့ဒီလသုံးထားတာကိုနောက်လ73ရက်ဆို73ရက်15ရက်ဆို15ရက်18ရက်ဆို18ရက်ပေးချေရမှာဖြစ်ပါတယ်အဲ့တော့ငွေချေရက်လေးလည်းသိထားရပါမယ်ပြီးတဲ့အခါကျလို့ရှိရင်အကယ်၍ငွေချေရပြောင်းနေတယ်လို့ရှိရင်ငွေချေရပြောင်းနေတယ်လို့ဆိုတော့ Hana Pay application နဲ့ကနေပြီးတော့ငွေချေရပြောင်းလို့ရပါတယ်ဒါမှမဟုတ်ရင် operator ကတ် operator ကိုဖုန်းဆက်ပြီးတော့ပြောင်းလို့ရပါတယ်ရှင့်โอเคနောက်တစ်ခုကအကျွေးကအားတာချက်လေးပြောတဲ့လူရှိပါတော့အကျွေးကအားတာချက်ကတော့အကယ်၍15000နဲ့အထက်ငွေပေးချင်မယ်ဆိုလို့ရှိရင်3လအတိုးမဲ့ပေးချင်လို့ရပါတယ်ဥပမာ6000တန်ကိုပတ်စံပေါ့နော်လာချေးရမယ်ဆိုပါဆိုအဲ့ဒါဆိုရင်မတ်မှာ6000တန်ပစ္စည်းတစ်ခုဝယ်ရဆိုလို့ရှိရင်ကတ်ကိုပေးပြီးတော့3개월 할부 해주세요ဆိုလို့ရှိရင်3လအရစ်ကြောင်ငွေချေမယ်ပေါ့နော်အဲ့လိုမျိုးပြောလိုက်တယ်ဆိုလို့ရှိရင်တစ်လောက်ကို2000စီအတိုးမရှိဘဲနဲ့ဖြတ်ပြီးတော့မှချေမှာပြောဆိုရင်လာပေးပေါ့နော်လာပေးအရစ်ကြပေးချေလို့ရပါတယ်အဲ့ဒီလိုမျိုးအားတာချက်ရှိပါတယ်ပြီးတော့အကျွေးကတ်အသုံးပြုပြီးတော့အများနဲ့လစဉ်ပုံမှန်ဆက်နေခြင်းအပြင် credit score ဆိုတာရှိအောင်တော့ credit အမှတ်ရှိရမလား credit အမှတ်လေးများတယ်ဆိုလို့ရှိရင်ဒီဆောင်ကမပေးရတာဘူးပါအဲ့လိုမျိုးလည်းရှိနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးပြောပြပေးပါတယ်နောက်တစ်ခုကပတ်စံမရှိလဲပဲသုံးထားလို့ရတဲ့အတွက်ကြောင့်မို့လို့
တခါကျလို့ရှိရင်ပတ်စံပြတ်သွားတယ်လို့ဆိုလို့ရှိရင်အကျွေးကလေးနဲ့မှေးပြီးတော့သုံးထားလို့ရတယ်နောက်လာကြမှာပတ်စံပေးလို့ရတယ်အဲ့လိုပေါ့နော်အကျွေးသုံးလို့ရတဲ့ကတ်လေးဖြစ်ပါတယ်နားလဲတယ်ဆိုလို့ရှိရင်တော့အသုံးပြုရတယ်လွယ်ကူပြီးတော့တချို့နားမလဲလူကြတော့ပိုဖြတ်နေတယ်ပါအဲ့လိုထင်တဲ့လူလည်းရှိအဲ့တော့ပိုပြတ်နေရထင်တယ်ဆိုရင်ခုနအမပြောတဲ့ Hana Pay application နဲ့ download လုပ်ပြီးတော့အဲ့ application နဲ့မှာဝင်ပြီးတော့ကိုအသုံးပြုထားတဲ့စရင်းကိုဝင်ကြည့်လို့ရတယ်ရှင်အဓိကကတော့ဘန်ကနေပြီးတော့ဖြတ်တာကတော့အော်တိုစနစ်ဖြစ်တဲ့တကြောင်မို့လို့မသုံးထားတာတော့မဖြတ်ပါဘူးရှင်အဲ့ဒါကတော့common sense ပါပဲဒါကတော့လေမသုံးထားတာဖြတ်စရာအကြောင်းမရှိတာเนาะဟုတ်လားအဲ့တို့အကြောင်းမလို့တချို့လဲမယုံတော့လို့တချို့လဲမသုံးကျင်တော့လို့ဖြတ်လိုက်တယ်လွယ်ရှိတယ်ဒါပေမဲ့တစ်ခုရှိရတော့အကျွတ်ကနဲ့ခုနပြောလို့ဒီနောက်တစ်ခုကဟာနာခတ်တဲ့ဖြတ်တာ2မျိုးရှိရပါနောက်တစ်ခုကကျတော့ဗာလဲဆိုတော့ကတ်နဲ့ရင်စီးရတယ်ဆိုရင်လဲဟာနာကတ်ဆိုတဲ့နာမည်နဲ့ဖြတ်ပါတယ်เนาะဟုတ်လားဆိုတော့ရင်စီးတာကလည်းအကျွေးသုံးစနစ်နဲ့ပဲမတို့ကစီးတာဖြစ်တဲ့ကြောင့်မလို့ပေါ့เนาะအဲ့လိုမျိုးရှိပါမယ်ရှင်အဲ့ဆိုရင်တနင်္ဂနွေ marketingနဲ့ပတ်သက်ပြီးတော့မာဒါလေးရှင်းပြပေးရအောင်နောက်တစ်ခုကတနင်္ဂနွေ marketing မှာ passport နဲ့ ID လာပြောင်းတဲ့လူရှိပါတယ် passport နဲ့ ID လာပြောင်းတဲ့လူဆိုရင်မတို့က OTP ကအသစ်ပေးပါတယ်အသစ်ပို့ပေးပါတယ်ပေါ့နော် OTP ကအသစ်ရတဲ့အခါကျရင်အဟောင်းလွတ်ပြရပါမယ်မလွတ်ပြဘဲနဲ့ထားရတယ်ဆိုလို့ရှိရင်မလွတ်ပြဘဲနဲ့ထားရတယ်ဆိုလို့ရှိရင် OTP ဘယ်ဟာမှမသိဘဲနဲ့မှားပြီးတော့နံပါတ်တွေထည့်လိုက်လို့ရှိရင် OTP ဆက်ကမှနေလောက်ကြပါတယ်နော်အဲ့ဒီကြောင့်မလို့လွတ်ပစ်ပါအမဒီမှာစာနဲ့လည်းရေးထားပါတယ်ပေါ့နော်လွတ်ပစ်ပြီးတော့အသစ်နဲ့ easy login အစအနေပြန်ဝင်ရပါမယ် login ပြန်ဝင်တဲ့နည်းလည်းအမ YouTube မှာတင်ထားပေးပါတယ်ဝင်ရောက်ကြည့်ရှုပြီးတော့ login ပြန်ဝင်ပေးပါအဲ့တော့မှ OTP အသစ်ကိုသူကအတည်ပြုပြီးလို့ရမှာပေါ့နော်ဟုတ်လား OTP အသစ်ကိုအတည်ပြုရမှာဖြစ်တဲ့ကြောင့်အစအနေပြန်ဝင်ခိုင်းတာဖြစ်ပါတယ်နောက်တစ်ခုက ID နဲ့ပြောင်းတဲ့လူ2000နဲ့ဆုံးဆောင်လေးတွဲလုပ်ပေးရပါတယ်ပြီးလို့ရှိရင်ကတ်ကအမတို့ရိုးကတ်ကအကျွေးကတ်ကနှစ်ကတ်လုံးအသစ်ထုတ်ပေးပါတယ်အသစ်ထုတ်ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့တချို့ပေါ့နော်လားကတ်တွေကကျွန်တော်လက်ရှိကတ်သုံးလို့မရတော့ဘူးလားမေးရလူရှိပါတယ်လက်ရှိကတ်ပုံမှန်အဖြစ်တော့သုံးလို့ရပါတယ်သုံးလို့မရတော့တဲ့လူကဘယ်လိုလူမျိုးလဲဆိုတော့အမားတို့အရင်တုန်းကဘန်ဟနာဘန်စာအုပ်ရှိခဲ့ပြီးတော့မှ real တွေနဲ့ပြန်ဝင်လာပြီး passport နဲ့စာအုပ်ထပ်လုပ်ထားရလို့ဆိုလို့ရှိရင်တော့လက်ရှိနေ ID နဲ့ပြောင်းလိုက်တဲ့အချိန်မှာကတ်ကလုံးဝသုံးလို့မရတော့ဘူးအမားတို့ကတ်အသစ်ပို့ပြီးမှပဲသုံးလို့ရမယ်အဲ့လူပဲ train ချက်ကျန်တဲ့လူကတော့အရင်ကတ်တွေလည်းသုံးလို့ရတယ်မတို့ပို့ပေးလိုက်တဲ့ကတ်တွေလည်းသုံးလို့ရမယ်နော်ပြောရမယ်သုံးလို့ရတယ်ဆိုတာဒီစရင်းသွင်းပြီးမှသုံးလို့ရမယ်နော်အဲ့လေးလည်းပြောပါတယ်โอเคအဲ့ဒါပဲလို့ထင်ပါတယ်အဲ့ဒါဆိုလို့ရှိရင်အကုန်လုံးစင်မိကြမယ်ထင်ပါတယ်နော်